မင်္ဂလာပါခင်ဗျာတောင်ကြီးကလော့အောင်မဘက်ကလို့အီးချမ်းတာရတဲ့မြို့လေးတစ်မြို့ပါထိုင်းနိုင်ငံခေါရိုင်မြို့ပါခင်ဗျာတနည်းအားဖြင့်ပြောရရင်တော့ထိုင်းနိုင်ငံရဲ့တောင်ကြီးမြို့ပေါ့ဗျာအေးချမ်းလေးနဲ့လေပတ်စရာတွေအလွန်များပါတယ်ခင်ဗျာအဲ့ဒီထဲမှာဒီ chocolate factory လေးကိုတင်ပြထားတာဖြစ်ပါတယ်ဒါတော့မှန်ခမ်းထဲကနေပြီးတော့မှသူတို့မုတ်ထုတ်တဲ့ပုံစံလေးတွေကိုဓာတ်ရိုက်ကြည့်ရှုလို့ရအောင်ပြသထားတာပါချောကလက်တွေကိုကူတီးရနေထုတ်တာပါရှင်းမဲ့တဲ့အသီးတွေကိုခုဆွပြီးတော့မှချင်းသိပ်ထားပါတယ်ပြီးတဲ့အခါမှာ6တွေ့အောင်ထုတ်လှမ်းပြီးတော့မှမှုန့်ကျရပါတယ်ထွက်လာတဲ့မှုန့်တွေကိုနှုတ်တကြားတွေနဲ့အချို့ကျပေါင်းဆက်ပြီးတော့မှထုတ်လုပ်ထားတာပါချောကလက်စားခြင်းကြောင့်နှလုံးကိုကျန်းမာစေတယ်စိတ်ကိုချမ်းသာစေတယ်အာယုံစူးစိုက်မှုကောင်းစီတယ်တဲ့ဗျမုံလေးတွေကတော့စားချင်စရာလေးတွေလှလှပပလေးတွေအိမ်ပါပဲဒီတိုင်းသိမ်းထားတာပဲလှပါတယ်ကော်ဖီအမျိုးမျိုးနတ်အမျိုးမျိုးပေါ့ဗျာဘယ်နိုင်ငံကချောကလက်စားတာအများဆုံးလဲဓာတ်ပုံရိုက်မယ့်နေရာလေးပါအဆင်သင့်ဗျာအပေါ်မှာဒုတိယအထက်လေးရှိသေးတယ်ဗျာကော်ဖီလေးတွေရယ်ပီဇာလေးတွေရယ်တခြားအစားအစာမုန့်လေးလည်းရောင်းပါတယ်ခင်ဗျာပြင်မှာလည်းထိုင်လို့ရသလိုအထဲမှာလည်းထိုင်လို့ရပါတယ်ထိုင်းကိုအလေတစ်ခေါက်လာရောက်ရင်ဖြစ်သွားတဲ့နေရာလေးပါခင်ဗျာ